ဒီဇလန်ကအင်ထောင်ရေးဖောက်ပြန်မှုထက်ကျိုးလွန်ပြီးမိသားစုအပေါ်ထားရှိတဲ့ယုံကြည်မှုနဲ့သစ္စာတရားကိုဘယ်လိုမျိုးအဆိုးဝါးဆုံးချိုးဖျက်ခဲ့လဲဆိုတာကိုပြသထားပါတယ်။ဇလန်ရဲ့အဓိကဇာတ်ကောင်နော်မာဟာသူမရဲ့ချစ်သူရိုစီနဲ့အချင်းငယ်တော်ကြားလက်တွဲပြီးနောက်မှာတောင်သူမအမေကမကြည့်ဖြူခဲ့ပါဘူး။နောက်မှာတော့သူမအဖေကခွင့်ပြုပြီးအိမ်ထောင်ပြုခဲ့ပါတယ်။သူတို့နှစ်ဦးဟာခက်ခဲတဲ့အခြေအနေတွေကြားကနေချစ်ချင်းမေတ္တာကိုထိန်းသိမ်းခဲ့ကြပြီးနောက်ဆုံးမှာတော့ပျော်ရွှင်တဲ့အိမ်ထောင်တစ်ခုတည်ဆောက်နိုင်ခဲ့ပါတယ်။ရိုစီဟာနော်မာရဲ့မိခင်ရီဟန်နာနဲ့ပါယဉ်နေပြီးသမက်တယောက်အနေနဲ့ကောင်းမွန်စွာဆက်ဆံခဲ့ပါတယ်။နော်မာဟာဒီလိုပြည့်စုံတဲ့မိသားစုဘဝကိုပိုင်ဆိုင်ရတဲ့အတွက်အမြဲတမ်းကျေးဇူးတင်ခဲ့ပါတယ်။ဒါပေမဲ့ဒီအိမ်ထောင်ရေးရဲ့ပျော်ရွှင်မှုတွေဟာအကြာကြီးမခံခဲ့ရပါဘူး။မကြခင်မှာပဲနော်မာဟာခင်မွန်းဖက်သူရိုစီရဲ့အပြိုမှုတွေဟာပြောင်းလဲလာတာကိုသတိထားမိလာပါတော့တယ်။ရိုစီဟာစိတ်လှုပ်ရှားမှုလျော့နေလာပြီးနော်မာကိုရှောင်ဖယ်လာခဲ့ပါတယ်။တရက်မှာတော့နော်မာဟာရိုစီရဲ့ဖုန်းထဲကတန်တရားဖြစ်စရာစာသား message များကိုမတော်စားတွေ့လိုက်ရတဲ့အခါမှာတော့သူ့ရဲ့ဘဝဟာပြိုလဲလို့နေပါဖြစ်ခဲ့ရပါတယ်။အဲ့ဒီ message ဖြေဟာခင်မွန်းဖက်သူရိုစီကိုရိုစီရဲ့ရီးစားဟောင်းကစာတွေပို့ထားတာပါ။ဒါကိုမကျေနပ်လို့နော်မာဟာရိုစီကိုပြဿနာရှာတဲ့အခါမှာတော့ရိုစီဟာသူ့ရဲ့ယောခမာနဲ့ပူပြီးယဉ်နှီးမှုတွေဖြစ်သွားပါတယ်။အဲ့ဒါကိုနော်မာရဲ့အမေကရှောင်ဖယ်မသွားဖဲလက်ခံလိုက်တဲ့အခါမှာတော့ယောခမာနဲ့တမတ်ကြားကလုံးဝမဖြစ်တဲ့ဆက်ဆံရေးဟာနော်မာရဲ့မျက်စိရှေ့မှာပေါ်ပေါက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ဟာနော်မာအလုပ်သွားနဲ့နေလာခင်းလင်မှာခိုးတွေ့ပြီးအိမ်မှာပဲဆက်ဆံခဲ့ကြပါတယ်။ဒါကိုလည်းပတ်ဝန်းကျင်ကသူဖြည်းဖြည်းနဲ့တတိထားမိလာပါတော့တယ်။ရိုစီနဲ့ရီဟန်နာလုံးဟာသူတို့ရဲ့တိတ်တိတ်ပုံးဆက်ဆံရေးကိုဆက်လုပ်ခဲ့ကြပါတယ်။သူတို့ရဲ့လုပ်ရက်တွေဟာအိမ်ကြီးချင်းတွေကြားမှာတန်တရားတွေနဲ့ကောလာဟာလာတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဇက်ကားရဲ့အထိတ်တလန့်ဆုံးအလျက်ပြောင်းကတော့ဒီနေ့မှာအိမ်ကြီးချင်းများရဲ့စူပေါင်းဆောင်ကြည့်မှုကြောင့်ရိုစီနဲ့ရီဟန်နာတို့ဟာနော်မာရဲ့အိမ်ထဲမှာပဲမတက်လျော်တဲ့အနေထားနဲ့လက်ပူးလက်ချက်အမိခံလိုက်ရတာပါပဲ။အင်ဒိုနီးရှားလိုယဉ်ကျေးမှုတလေးထိန်းသိမ်းတဲ့လူအဖွဲ့အစည်းမှာဒီလိုယောခမနဲ့တမတ်ဖောက်ပြန်မှုဟာကြီးမားတဲ့လူမှုရေးအရှက်ရမှုဖြစ်ခဲ့ပြီးချက်ချင်းပဲအာဏာပိုင်များရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကိုခံခဲ့ရပါတယ်။ဒီဖြစ်ရပ်ဟာနော်မာကိုစိတ်ပိုင်းဆိုင်ရာလုံးဝပြိုလဲစေခဲ့ပါတယ်။နော်မာဟာဒီအဖြစ်ရပ်ကိုဖခင်ဖူတူကိုချက်ချင်းပြောပြခဲ့ပါတယ်။ဖခင်ဖူတူကလည်းဇနီးတိုင်ရဲ့တမတ်တို့ရဲ့တစ္ဆာဖောက်မှုကိုသိလိုက်ရတဲ့အခါလုံးဝစိတ်ထွေးခဲ့ရပါတယ်။မိသားစုအတွင်းမှာကြီးမားတဲ့ရန်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။နော်မာဖေကလည်းသူဒီကိစ္စကိုတတိထားမိပြီးမြဲမဖြစ်နိုင်လောက်ဘူးဆိုပြီးထင်ထားကြောင်းသူသမီးနော်မာကိုပြောပြပါတယ်။ဒီလိုအဖြစ်ရက်တွေဖြစ်ခဲ့ပြီးမြဲနော်မာဟာသူ့အမိကိုချစ်တဲ့စိတ်နဲ့စူးစမ်းပြီးခွင့်လွှတ်ပေးခဲ့ပါတယ်။သူမအမိမှလည်းသူ့ယောက်ျားနဲ့ရထားတဲ့ကိုယ်ဝမ်းလွှဲထားတဲ့အခါမှာတော့ပိုပြီးစိတ်ထွေးခဲ့ရပါတယ်။နော်မာရဲ့ခွင့်လွှတ်မှုဟာအလားကဖြစ်ခဲ့ရပါတယ်။ခင်ပွန်းတယ်နဲ့မိခင်အရင်နှစ်ဦးစလုံးကဖောက်ပြန်နေတဲ့အတွက်တစ်ချိန်ထဲမှာသစ္စာဖောက်ခြင်းခံရတဲ့ဝေဒနာဟာသူမအတွက်ခံနိုင်ရည်မရှိတော့အောင်ကြီးမားခဲ့ပါတယ်။သူမဟာရိုစီနဲ့တရားဝင်ကွာရှင်းခဲ့ပြီးတရားရုံးမှာပါတရားစွဲဆိုမှုတွေလုပ်ခဲ့ရပါတယ်။နော်မာစကားဟာအိမ်ထောင်ရေးဖောက်ပြန်ခံရတဲ့အမျိုးသမီးတယောက်ရဲ့နာကျင်မှုဒေါသနဲ့တရားမျှတမှုအတွက်ရုန်းကန်တိုက်ပွဲဝင်မှုတွေကိုပြသခဲ့ပါတယ်။ဒီဇလန်ကနော်မာဟာဘဝမှာဘယ်လောက်ပဲနာကျင်မှုတွေနဲ့ရင်ဆိုင်ခဲ့ရပါစေနောက်ဆုံးမှာတော့ကိုအားပေးပြီးအမောင်ထိုးကနေရုံးထွက်ခါဘဝတစ်ကိုပြန်လည်စတင်ခဲ့တဲ့ခိုင်မာတဲ့အမျိုးသမီးတူအဖြစ်ပုံဖော်ခဲ့ပါတယ်။ဒီဇကားဟာအင်ဒိုနီးရှားမှာဖြစ်ရမှန်အဖြစ်နာမည်ကျော်ခဲ့ပြီးမိသားစုအဆိုင်ဝင်အတွင်ကတစ္ဆာတရားရဲ့တန်ဖိုးကိုပြင်းပြင်းထန်ထန်တတိပေးသွားခဲ့တဲ့ဇကားကောင်းတစ်ခွဲပဲဖြစ်ပါတယ်။